တရားသိလက်ရဲ့အကျင့်ခက်သိတော့သိတယ်သိတဲ့အတိုင်းလိုက်နာကျင့်သုံးဖို့မလွယ်ကူဘူးတဲ့သိတယ်ဆိုတဲ့နေရာမှာသင်ထားလို့သိတဲ့အသိကတစ်မျိုးပေါ့လက်တွေ့ကျင့်သုံးပြီးတော့သိတဲ့အသိကတစ်မျိုးအဲ့ဒီနှမျိုးထဲမှာသင်ထားလို့သိတဲ့အသိဟာလက်တွေ့ကျင့်သုံးပြီးတော့သိတဲ့အသိလောက်ခိုင်မာမှုရင့်ကျက်မှုမရှိဘူးပေါ့ဘာဖြစ်လို့တတ္တဝါတွေဟာသိရတဲ့နဲ့မကျင့်နိုင်ကြတာလဲလို့ဆိုတော့မကျင့်နိုင်ခြင်းရဲ့အကြောင်းဖြစ်တဲ့လောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကအမတန်မှအားကောင်းပြီးတော့အသိဉာဏ်လေးကအားပြော့သေးသိမ့်နေလို့ပဲဖြစ်တယ်ပေါ့အကယ်၍သာအသိဉာဏ်ကလွှမ်းမိုးသွားမယ်ဆိုလို့ရှိရင်လောဘဒေါသမောဟစတဲ့ကိလေသာတွေကအပြောညံ့သွားပြီအသိဉာဏ်ကလွှမ်းမိုးလာမယ်ဆိုလို့ရှိရင်တော့တရားသိလျက်အကျင့်ခက်เสียမရှိတော့ဘူးတဲ့တရားသိတဲ့အတိုင်းကျင့်ကြံကြိုးကုပ်အထောက်နေမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေတတိထားဖို့ရကဘုရားမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာသိအောင်သင်ကြားရမှာတော့နံပါတ်1မလွဲမသွေလုပ်ကြရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကလည်းသာသနာတော်မြတ်ကြီးကိုနံပါတ်1ပရိယတ္တိသာသနာပရိယတ္တိဆိုတာသင်ယူခြင်းလို့တပည့်ရမသင်ယူပဲနဲ့မြည်သူတဦးတယောက်ကတရားဓမ္မကိုသိလာနိုင်တာဆိုတာမရှိဘူးတရားနာတာဟာသင်နေတဲ့သဘောပဲနားကနေကြားနာနေတာဟာသင်ယူခြင်းပဲသင်ယူပြီးတဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာနောက်ကလိုက်ရမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေထဲမှာဆိုပါစို့ဘုရားဆူဆူကဆုံးမဩဝါဒပေးခဲ့တယ်သဗ္ဗပပတ္တအကရဏံနဲ့ယုတ်မှညစ်ကျုအကုသိုလ်အမှုမှန်သမျှမလုပ်နဲ့ဒါကဘုရားဟောတာအဲ့ဒါကိုဘုန်းကြီးတို့တွေသင်ရမယ်။ဘာလဲယုတ်မှညစ်ကျုအကုသိုလ်မှန်သမျှမကောင်းမှုကိုမလုပ်နဲ့ဆိုတာဒီလိုသင်လိုက်ပြီးတဲ့နောက်မှာဒါကသင်လိုက်တဲ့အခါကျတော့အကုသိုလ်ဆိုတာမလုပ်ရဘူးဆိုတဲ့အသိကလေးကိုယ်တဏ္ဍာမှာရှိလာတဲ့အတိုင်းအကုသိုလ်ကိုရှောင်နိုင်ဖို့မရှောင်ဘူးဆိုလို့ရှိရင်ဒါတရားသိလည်းရဲ့အကျင့်ခက်ဖြစ်တာပေါ့ကုသလတုပတံ္ပရာမြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်တရားတွေမိမိတဏ္ဍာမှာပြည့်စုံစေရမယ်တဲ့ကုသိုလ်တရားဆိုတာအစဉ်စဉ်ရှိတယ်ဒါနကုသိုလ်ရှိတယ်စွန့်ကြဲပိတ်ကံလှူဒန်းခြင်းဖြင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်ဒါနကုသိုလ်ကျင့်သုံးဆောက်တည်ခြင်းဖြင့်ဖြစ်ပေါ်လာတာသီလကုသိုလ်မိမိစိတ်ကလေးကောင်းတဲ့အာယုန်နဲ့လေ့ကျင့်ပြီးတော့ပွားများတာဘာဝနာကုသိုလ်လို့အဲ့ဒီကုသိုလ်တွေဟာဒါနကုသိုလ်လည်းပြည့်စုံစေရမယ်သီလကုသိုလ်လည်းပြည့်စုံစေရမယ်ဘာဝနာကုသိုလ်လည်းပြည့်စုံစေရမယ်လို့ကုသိုလ်တွေပြည့်စုံစေရမယ်ဆိုတာမြတ်စွာဘုရားကဟောတယ်အဲ့ဒီတရားကိုရှေးဥစွာသင်လိုက်ရမယ်။ဩကုသိုလ်ဆိုတာမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့အသိလေးရတာ။အဲ့ဒီသိထားတဲ့အတိုင်းဒါနကောင်းမှုလည်းလုပ်တယ်သီလလည်းဆောက်တယ်ဆောက်တည်တယ်ဘာဝနာကမ္မထမ်းလည်းကြိုးပမ်းအထောက်တယ်ကုသိုလ်တွေရအောင်ယူတယ်ဆိုလို့ရှိရင်ကျင့်သုံးတယ်လို့ခေါ်တယ်။အကယ်၍သိတော့သိတယ်ကုသိုလ်ဆိုတာမိမိတဏ္ဍာမှာပြည့်စုံစေရမယ်ဆိုတဲ့အသိလေးရှိတော့လဲ
ကုသိုလ်ကောင်းမှုကိုမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်ဒါလည်းပဲတရားသိလျက်အကျင့်ခက်ပဲဟောနောက်တစ်ခုမြတ်စွာဘုရားကဟောတယ်သစ္စိတ္တပရိယောဓပနံကိုယ်စိတ်လေးကိုဖြူစင်အောင်ထားတဲ့စိတ်ဖြူစင်တယ်ဆိုတာညှဉ်းနှွမ်းတဲ့စိတ်တွေမရှိစေနဲ့ညှဉ်းနှွမ်းတဲ့စိတ်ဆိုတာဘာတော့လောဘဆိုတဲ့အညစ်အကြေးဒေါသဆိုတဲ့အညစ်အကြေးမောဟဆိုတဲ့အညစ်အကြေးမာနဆိုတဲ့အညစ်အကြေးတွေအိတ်တာဆိုတဲ့အညစ်အကြေးတွေမစ္စရိယဆိုတဲ့အညစ်အကြေးတွေအဲ့ဒီတရားတွေစိတ်ထဲမှာပေါ်လာပြီဆိုရင်စိတ်ဟာညှဉ်းနှွမ်းသွားတယ်လို့ခေါ်တယ်အဲ့ဒီညှဉ်းနှွမ်းသွားတဲ့စိတ်တွေဟာစိတ်ဆိုတာသဘာဝအပြင်ဖြူစင်းနေလို့ညှဉ်းနှွမ်းသွားတဲ့စိတ်ကိုပြန်ဖြူအောင်လုပ်လို့ရဆိုပါစို့အဝတ်ဟာငကိုယ်တည်းကအမဲအောင်ဆိုးထားတဲ့အဝတ်အဲ့ဒီအမဲရောင်အနဲ့ရောင်ဆိုးထားတဲ့အဝတ်ကိုဖြူအောင်လုပ်ပါလို့ဆိုလို့ဖြစ်နိုင်ပါမဖြစ်နိုင်ဘူးစိတ်ကငကိုယ်ကအမဲရောင်မဟုတ်ဘူးအဖြူအဲ့ဒီအဖြူပေါ်မှာတခြားအယောင်တွေကြောင့်ညှဉ်းနှွမ်းလာတယ်စိတ်မဖြူစင်ဘူးဆိုလို့ရှိရင်နောက်မှပေါ်လာတဲ့အယောင်တွေကိုအယောင်ချွတ်ဆေးဆပ်ပြစသည်နဲ့ဖွလျှော်လိုက်မယ်ဆိုလို့ရှိရင်နောက်မှပေါ်လာတဲ့အယောင်တွေကကျွတ်သွားပြီးတော့ပဂတိအယောင်ဖြစ်တဲ့ဖြူစင်မှုကိုရတယ်မြတ်စွာဘုရားကစိတ်ဟာပင်ကိုယ်ကအ내မဟုတ်ဘူးပင်ကိုယ်သဘာဝအဖြစ်ဖြူစင်တယ်ပပ္ပတရမိဒံဘိက္ခဝေစိတ်တံစိတ်ဆိုတာတန့်ပြန့်ဖြူစင်နေတဲ့သဘာဝတရားတဲ့ဘာဖြစ်လို့တော့ဆိုအာယုံကိုသိယုံသိတာသူကစိတ်ရဲ့သဘာဝကအာယုံကိုသိယုံလေးပဲသိလိုက်တယ်ကောင်းတာဆိုတာလည်းမတွေ့တာမှုဆိုတာလည်းမဖြစ်ဘူးမုန်းတိမှုဆိုတာလည်းမဖြစ်ဘူးသိယုံမြတတ်တတ်သိတာဆိုတော့ဖြူစင်တယ်အဲ့ဒီဖြူစင်းနေတဲ့သဘာဝအပြင်ဖြူစင်းနေတဲ့စိတ်ကလေးဟာတင်စခောအာဂန္တုကေဟိဥပကိလေတေဟိဥပကိလေထံအခိုက်အတန့်ဖြစ်ပေါ်လာတဲ့လောဘကြောင့်စိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်ဒေါသဝင်လာလို့ရှိရင်စိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်မာနတွေအိတ်တာတွေမစ္စရိယတွေဝင်လာလို့ရှိရင်လည်းစိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်နောက်မှဝင်ရောက်လာတဲ့လောဘဒေါသမောဟမာနအိတ်တမစ္စရိယဆိုတဲ့ဒီအညစ်အကြေးတွေကိုစနစ်တကျတန့်စင်ဆေးကြောပြစ်လိုက်မယ်ဆိုရင်ပင်ကိုယ်ကအနေထားတိုင်းပြန်ရောက်သွားတယ်ဒါကိုပြောတာကိုယ်စိတ်လေးကိုစင်ကြယ်အောင်လုပ်လို့ဆိုစဉ်းစားကြည့်လေလူတွေဟာစိတ်ကြီးနေတဲ့အချိန်ဒေါသဆိုတာလာမလာတာပဲဒေါသဆိုတာအာယုံကြောင့်မိမိရဲ့နှလုံးသွင်းမှုမှားယွင်းမှုကြောင့်အခိုက်အတန့်ပေါ်လာတဲ့သဘောတရားပဲအဲ့ဒါကိုတန့်စင်အောင်ဆေးကြောပြစ်ရမှာပေါ့ဆေးကြောပြစ်လိုက်တဲ့အခါကျတော့ဒေါသမရှိတဲ့စိတ်ဟာကြည်လင်တဲ့စိတ်ဖြူစင်တဲ့စိတ်ပြန်ဖြစ်လာပြန်ထို့တူပဲလောဘဆိုတာအမြဲဖြစ်နေတာမဟုတ်ဘူးအာယုန်နဲ့တွေ့လို့လူကျင်မှုတွေတတ်မဲ့မှုတွေလွှမ်းမိုးလာတဲ့စိတ်ကလေးကိုလည်းပဲအဲ့ဒီလူကျင်မှုတတ်မဲ့မှုအတိအတိတရားနိလန်းကြတဲ့ဖြည့်စည်းနဲ့ဖြည့်ပြီးတော့တန့်စင်ပေးလိုက်ပဲဆိုရင်ငကိုငြိမ်အေးငြိမ်သက်တဲ့ဖြူစင်တဲ့စိတ်အနေထားလေးကိုပြန်ရလာနိုင်တယ်လူတွေရဲ့စိတ်ထဲမှာအမြဲတမ်းသူတစ်ပါးပေါ်မှာမနာလိုစိတ်ဆိုတာဖြစ်တာမှမဟုတ်ပဲကိုယ်သာရကျင်တယ်ဆိုတာလည်းပဲဖြစ်တာမှမဟုတ်ပဲသူများစည်းစိမ်ကိုစဉ်းစားလိုက်တဲ့အခါကျတော့မှမနာလိုစိတ်ဆိုတာဝင်လာကိုယ့်ရဲ့သာမနာလိုကိုယ့်ရဲ့သာတော့မှမကျေနပ်တဲ့အတွေးမျိုးကတွေးကြည့်လိုက်မှပေါ်လာတာကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများကိုမပေးလို့တဲ့မစ္စရိယဆိုတဲ့သဘာဝတရားဟာလေမတွေးပဲနေတဲ့အခါပေါ်တာမှမဟုတ်ပဲတွေးလိုက်တဲ့အခါပေါ်လာတာအဲ့တော့အကြောင်းရှိမှဝင်လာတဲ့ဒီသဘာဝတရားတွေစိတ်ရဲ့အညစ်အကြေးတွေကိုမှန်ကန်တဲ့အတွေးတစ်ခုနဲ့တန့်စင်ဆေးကြောလိုက်မယ်ဆိုရင်ဖြူစင်တယ်တဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကစိတ်ကလေးကိုပင်ကိုယ်အနေထားတိုင်းဖြစ်အောင်
အညစ်အကြေးတွေကဆေးကြောတန့်စင်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဘုန်းကြီးတို့တွေဒီဓမ္မသင်ယူချရသင်လိုက်တဲ့အခါကျတော့ဒီတရားလေးကိုသိသွားဟောဒါလေးကိုသင်လိုက်တဲ့အခါကျတော့ကြည့်အကုသိုလ်မှန်သမျှမလုပ်ရဘူးဆိုတာဟောသင်လိုက်လို့သိသွားပြီကုသိုလ်မှန်သမျှပြည့်စုံစေရမယ်ဆိုတာလည်းသိသွားပြီကိုယ်စိတ်လေးကိုဖြူစင်အောင်တန့်ပြန့်အောင်တန့်ရှင်းအောင်လုပ်ရမယ်ဆိုတာလည်းသိသွားပြီသိသွားပြီဘာလုပ်ရမလဲလက်တွေ့အကုသိုလ်ကိုရှောင်ဖို့နဲ့ကုသိုလ်ကိုပြည့်စုံအောင်လုပ်ဖို့ညင်နွမ်းတဲ့စိတ်ကလေးညင်နွမ်းမှုမရှိရအောင်ဖြူစင်အောင်ထားဖို့ဆိုတာဒါကကျင့်သုံးတာသိပြီးလျက်နဲ့မကျင့်သုံးတာဟာတရားသိလျက်အကျင့်ခက်ပဲလောကလူတွေသိတိုင်းကျင့်နိုင်ကြသလားဆိုမကျင့်နိုင်ကြဘူးအဲ့တော့မကျင့်နိုင်တာဘာကြောင့်လဲလို့ဆိုရင်ကိလေသာလွှမ်းမိုးမှုအကျင့်တွေကများပြီးတော့တတိထားမိတဲ့အကျင့်သိတဲ့အတိတရားဟာအားပြော့ပြီးတော့ကိလေသာတွေကအားကောင်းနေသည့်အတွက်ကြောင့်မာနဲ့အလားတရံတူတုံးဆိုလို့ရှိရင်မိဖို့ချောင်မှာသုံးတဲ့အညစ်အကြေးတွေနဲ့ပေးနေတဲ့လက်နှီးဆုပ်လို့ဖြစ်နေတယ်သို့မဟုတ်ပကြီးဆရာသုံးတဲ့လက်တုပ်ပွားပကြီးဆရာကဆေးဆုပ်ရင်းကနေပြီးတော့ဆေးဆက်တွေကိုတုပ်လိုက်ကင်လိုက်လှုပ်တဲ့အခါမှာအဝတ်ကလေးမှာအယောင်မျိုးစုံဆွဲပြီးတော့နေတဲ့ပကြီးဆရာကင်တဲ့လက်တုပ်ပွားအဲ့ဒီလိုပဲအနေထားမျိုးရောက်နေသည့်အတွက်ကြောင့်ကိလေသာတွေကထူပြောလို့တန်ရှင်းစင်ကြယ်မှုဆိုတာအလွန်အားနည်းလာတာတဲ့ဒါကြောင့်မို့လို့တရားသိလျက်အကျင့်ခဲလို့ဒီလိုပြောတာအဲ့တော့သိအောင်သင်ရမယ်ဆိုတဲ့နေရာမှာအခုလိုတရားနာလိုက်တဲ့အခါမှာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ရှောင်ရမှလည်းသိလိုက်တယ်ဆောင်ရမှလည်းသိလိုက်တယ်လက်တွေ့ကျင့်သုံးတဲ့အခါမှာဆောင်ရမှကိုဆောင်ဖို့နဲ့ရှောင်ရမှရှောင်ဖို့တဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေဟာယခုကဲ့သို့သောဆုံးမဩဝါဒတွေမြောက်များစွာရှိမှတ်တမ်းတင်ထားတာပိဋကတ်3သွယ်နိကေ9ပြာဓမ္မခန္ဓာပေါင်း84,000လို့ခေါ်တယ်အဲ့ဒါလောက်များလာတဲ့တရားဓမ္မတွေကမိမိတို့ဓမ္မခန္ဓာကလေးတစ်ခုပဲသိရပြောရမယ်ဆိုရင်တပ္ပပပတ္တအကရဏံဆိုတာဓမ္မခန္ဓာလေးတစ်ခုပဲကုသလတုပတ္တမရာကုသိုလ်ပြည့်စုံစေပါဆိုတာလေဓမ္မခန္ဓာလေးတစ်ခုပဲသစိတ်တပရိယောဓပနံဆိုတာလေဓမ္မခန္ဓာလေးတစ်ခုပဲ84,000သောဓမ္မခန္ဓာတွေတဲကမိမိသိရှိလိုက်တာဓမ္မခန္ဓာ3ခုသိရှိပြီလို့ဒီလိုပြောတယ်အဲ့ဒီသင်လို့သိလာတဲ့အသည့်လေးတွေဟာလက်တွေ့ကျင့်သုံးလိုက်ပြီဆိုလို့ရှိရင်အမတ္တမတန်ဖိုးရှိသွားလောကမှာအရသာရှိတဲ့အစာအာဟာရပင်ဖြစ်လိမ့်ကစားရှားပေါ်မရောက်သေးသမျှအရသာဆိုတာမှန်းကြည့်ရုံမျှသာဖြစ်တယ်တကယ်လက်တွေ့စားသုံးလိုက်ပြီဆိုတဲ့အခါရှားပေါ်ရောက်ပြီဆိုတော့မှထိုရဲ့အရသာကိုခံစားမှုဆိုတာဖြစ်ပေါ်လာနိုင်တယ်တရားဟာလည်းပဲထို့တူပဲလက်တွေ့ကျင့်သုံးပြီးတော့ကြည့်တဲ့အခါမှာတရားရဲ့အရသာအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေတရားဆိုတာနာကြားလိုက်ရုံနဲ့ပဲပူပင်သောကတွေပျောက်ကင်းသွားလို့ကျင့်လိုက်မယ်ဆိုလို့ရှိရင်တကယ့်ကိုငြိမ်းချမ်းတဲ့အရာကိုခံစားရဒါကြောင့်မို့လို့မြတ်စွာဘုရားကပရိယတ္တိနဲ့ပฏิပတ်တိဆိုတာလိုက်လျောညီတွေရှိရမယ်
သင်လဲသင်ကျင့်လဲကျင့်သင်တဲ့အတိုင်းကျင့်ကျင့်တဲ့အတိုင်းလဲသင်ပရိယပရိပတ်နှစ်ရပ်စုံညီသွားပြီဆိုလို့ရှိရင်ပฏิဝေဒဆိုတဲ့ထူးခြားတဲ့ထိုးထွင်းသိမြင်တဲ့အစစ်မြင့်တဲ့အသိဉာဏ်မျိုးထပ်ဆင့်ရရှိလာကြမှာဖြစ်ပါတယ်သင်ယုံသင်ပြီးတော့မကျင့်ဘူးသင်ထားတဲ့အသိကလေးတစ်ခုတည်းနဲ့မကျင့်ဘူးဆိုလို့ရှိရင်ဘာတွေဝင်လာတတ်လဲသင်ထားတဲ့တရားဓမ္မအပေါ်မှာသင်ထားတဲ့တရားဓမ္မကိုအကြောင်းပြုပြီးတော့ယဟန်တစ်ပါးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပေါ့စာသင်လိုက်လို့ဘာသာမိုးဝဲတွေအောင်တယ်ဝေဒုဂုံတုတွေရတယ်စာပေတွေတတ်တယ်လို့နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ကြီးညိုကိုးကွယ်တဲ့တရားဓမ္မတွေကလည်းများလာတော့လတ်လဘတွေများလာတော့ဘာဝင်လာတတ်တုံလို့ဆိုလို့ရှိရင်စိတ်ကြီးဝင်လာတတ်တယ်လို့ပြောတယ်မာနဖြစ်လာတတ်တယ်တဲ့ဒါပုထုဇဉ်တွေရဲ့ဘောတရားအရပြောတာသင်ထားတဲ့စာပေကိုအကြောင်းပြုပြီးတော့ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေများလာတဲ့ဟာကိုအကြောင်းပြုပြီးတော့လတ်လဘတွေပေါ်လာတယ်လတ်လဘတွေပေါ်လာတာကိုအကြောင်းပြုပြီးတော့ငါသိတယ်ငါတော်တယ်ငါတတ်တယ်ဘေးကလည်းဝိုင်းပြီးတော့မြောက်တာတွေပါလာတဲ့အခါကျမန်တက်လာတယ်တဲ့မန်တက်လာပြီဆိုတဲ့ကသိတော့သိမကျင့်တော့ဘူးအောက်ခြေလွတ်သွားပြီးတဲ့အခါမှာဘာတွေဖြစ်ကုန်တတ်တုံဆိုလို့ရှိရင်ပြောချင်ရပြောတာတို့လှုပ်ချင်ရလှုပ်တာသူပြောသမျှပရိသတ်ကလက်ခံနေတယ်ဆိုပြောချင်ရပြောသူလှုပ်သမျှပရိသတ်ကလက်ခံပြီဆိုရင်လည်းလှုပ်ချင်ရလှုပ်တယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာတတ်တယ်လို့ဒါပြောတာနော်တရားသိလျက်အကျင့်ခက်တရားသိလို့ရှိရင်ကျင့်မှသာလင်လမ်းမှန်ပေါ်ရောက်တယ်သိယုံသိလို့ရှိရင်ခုနမလိုလားအပ်တဲ့ဈာဖြတ်ပြီးတော့ဝင်ရောက်လာတဲ့အညစ်အကြေးတွေဘဟုတုတမဒလို့ခေါ်တယ်စာပေကျမ်းဂန်တက်မှုအသိပညာဉာဏ်ပညာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့မန်တက်လာမန်တက်တယ်ဆိုကြတဲ့ကမထဆိုတာရစ်မှုစေတတ်တယ်ပေါ့ဂုံပကာသနာဆိုတာလူကိုမန်ရစ်စေတတ်တယ်အာနာကလည်းရစ်မှုစေတတ်တယ်ပစ္စည်းဥစ္စာတွေကလည်းရစ်မှုစေတတ်တယ်အသိပညာတွေကလည်းရစ်မှုစေတတ်တယ်အဲ့ဒီရစ်မှုစေတတ်တဲ့တရားတွေကိုလက်ခံထားလို့ရှိရင်ဒီပုဂ္ဂိုလ်တယောက်ဟာမာနတွေကြီးပြီးတော့အမှန်ကန်မမြင်တော့ပဲနဲ့သူပြောသမျှသူလုံးသမျှအလုံးကလက်ခံတယ်ဆိုပြီးတော့မှားယွင်းနေဖြစ်လာတတ်တယ်လို့ဒီလိုပြောတာနော်ဒါကအလွန်တတိထားရမယ့်အချက်တွေပဲမြတ်စွာဘုရားသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာတရားဓမ္မဟာမှန်ကန်မှုရှိမိမိကိုယ်တိုင်လည်းမှန်ကန်တဲ့အတိုင်းလေ့လာသိရှိဖို့လိုတယ်ထိုသိရှိထားတဲ့အတိုင်းတရားနာပရိသတ်တွေမိမိရဲ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေဟောပြောဖို့လိုတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဘုရားဟောတဲ့တရားကိုမဟောဘူးလို့ပြောမယ်မဟောတာကိုတော့အဟောလုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်မှန်ကန်ပါမလားမှန်ကန်မှုမမှန်ကန်ရုံနဲ့မကဘူးရသော်ဘုရားကဟောထားတာရှိတယ်ဘုရားဟောတဲ့တရားကိုမဟောဘူးလို့ပြောတာဘုရားဟောတာကိုတော့မဟောဘူးလို့ပြောလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာလူအများအကျိုးစီးပွားမဲ့အောင်ပြုလို့ရရောက်တယ်တဲ့ဒါနံပါတ်1နံပါတ်2ကအဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တွေများစွာဖြစ်ပွားစေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နံပါတ်3ကမြတ်စွာဘုရားသာသနာတော်ကြီးကိုကွယ်ပြောက်အောင်လုပ်ရရောက်တယ်အပြစ်အမတန်မှချီးတယ်လို့ပြောတာနော်တချို့ကတာမန်လေးပဲအောင်းမေ့နေကြတယ်မဟုတ်ဘူး
ဖះဟောရဲ့တန်းနဲ့မဟောဘူးလို့ပြောလို့ရှိရင်ဒါမှားယွင်းမှုတစ်ခုပဲဖះဟောတာကိုမဟောဘူးလို့မပြောရဘူးဖះဟောတာကိုလည်းဖះဟောတာကိုမဟောဘူးလို့မပြောရတယ်လို့ပဲဖះမဟောတာကိုဖះဟောလုပ်ပြီးတော့လည်းမပြောကောင်းဘူးပြောပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာအများအကျိုးမဲ့လုပ်တဲ့ပုဂ္ဂိုလ်တယောက်အကုသိုလ်တွေကိုအများကြီးဖြစ်ပွားစေတဲ့ပုဂ္ဂိုလ်တယောက်သာသနာတော်ကြီးကွယ်အောင်လုပ်တဲ့ပုဂ္ဂိုလ်တရားခံတယောက်ဖြစ်နိုင်တယ်လို့ဩအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဒီလိုဟောထားတာဒါကြောင့်မို့လို့ဖះမဟောတာကိုဟောတယ်လို့မပြောမိဖို့ဖះမဟောတာကိုတော့ဟောလုပ်ပြီးတော့မပြောမိဖို့ဓမ္မကိုအဓမ္မလို့မပြောမိဖို့ဆိုပါစို့ဓမ္မကိုအဓမ္မလို့ပြောတယ်ဆိုတာအဓမ္မကိုဓမ္မလို့မပြောမိဖို့အဓမ္မကိုဓမ္မလို့ပြောတယ်ဆိုတာအေးသူများအသက်တတ်တယ်ဆိုတာနော်သူများအသက်တတ်ခြင်းဟာအဓမ္မပဲအဲ့ဒီအဓမ္မအေးသူများအသက်ကိုယ့်ကိုအန္တရာယ်ပြုလိုက်ရင်တော့တတ်ကောင်းတယ်လို့ပြောလို့ရှိရင်အဓမ္မကိုဓမ္မလို့ပြောရမရောက်ပေဘူးလားရောက်တယ်တခါဓမ္မကိုအဓမ္မလို့ပြောပြန်တယ်ကုသိုလ်ကောင်းမှုကြတော့မလုပ်ကောင်းဘူးလို့ပြောပြန်တယ်ဒါနမလုပ်ကောင်းဘူးတန်တရားရှိမယ်တို့ပြောမယ်ဆိုလို့ရှိရင်ဒါဓမ္မကိုအဓမ္မလို့ပြောတာရောက်မရောက်ပေဘူးလားအေးဒါကြောင့်လို့ဒါတွေကအမှုမဲ့မှတ်မဲ့မလုပ်နဲ့အကျိုးသုံးမျိုးဒီလိုပြောခြင်းဖြင့်ဘာဖြစ်လဲအများရဲ့အကျိုးစီးပွားအများတကအကျိုးစီးပွားမဲ့အောင်လုပ်ရရောက်ခြင်းအကုသိုလ်တွေမြောက်များစွာစီးပူးမိခြင်းသာသနာတော်ကြီးကိုကွယ်ပစေခြင်းဆိုတဲ့ဟောဒီချက်သုံးမျိုးကိုကျွလွန်ရာရောက်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ဟာဒါအင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေရှိတယ်ထို့တူပဲဝိနည်းမြတ်စွာဘုရားအဆုံးအမကိုအဆုံးအမမဟုတ်ဘူးလို့ပြောမယ်မြတ်စွာဘုရားဆုံးမတာကြတော့ဆုံးမတာမဟုတ်ဘူးလို့ပြောမယ်ဆိုရင်လည်းပဲဒီအခြေအနေမျိုးရောက်တာပဲမြတ်စွာဘုရားလေ့လာမှုပြုတဲ့အရာမျိုးကိုမြတ်စွာဘုရားကျင့်သုံးတဲ့တရားမျိုးကိုမြတ်စွာဘုရားမကျင့်သုံးဘူးလို့ပြောမယ်မြတ်စွာဘုရားမကျင့်သုံးတာကိုကျင့်သုံးတယ်လို့ပြောမယ်ဆိုရင်လည်းအမှားကိုတင်ပြတာဖြစ်တယ်မြတ်စွာဘုရားကပြည့်ညတ်တော်မူခဲ့တာတွေကိုလည်းမပြည့်ညတ်ဘူးလို့ပြောမယ်မပြည့်ညတ်တဲ့အရာကိုလည်းဘုရားပြည့်ညတ်တရားပြောမယ်ဆိုလို့ရှိရင်လည်းခုနကပြစ်မှုသုံးခုကိုကျူးလွန်တာပဲတဲ့အဲ့ဒါအမတမအပြစ်ကြီးတယ်လို့ဒီလိုဆိုလို့အဲ့ဒါတွေကမသိလို့ကျူးလွန်တာတဲ့သိရတဲ့နဲ့ကျူးလွန်တာပိုဆိုးတယ်တရားသိလည်းရဲ့အကျင့်ခက်ကျင့်သုံးမှုပြောတဲ့အခါမှာမှန်မှန်ကန်ကန်ပဲပြောတဲ့နဲ့ဟောတဲ့အခါမှာလည်းမှန်မှန်ကန်ကန်ပဲဟောတဲ့နဲ့ဘုရားဟောထားတဲ့တရားတွေအတိုင်းအတိပ္ပယ်အပြောင်းလဲမရှိစေပဲနဲ့မှန်မှန်ကန်ကန်ပြောရမယ်မှန်မှန်ကန်ကန်ဟောရအဲ့ဒီလိုမလုပ်လို့တန်တရားထဲမှာဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ဓမ္မကိုအဓမ္မအဓမ္မကိုဓမ္မပြုလုပ်သွားလို့တန်တရားထဲမှာဒုက္ခရောက်သွားတယ်ဆိုတာထင်ရှားတဲ့တာရကဘာတူလဲလို့ဆိုရင်ဂေါတမမြတ်စွာဘုရားရဲ့အရင်ဟောဒီကဘာမှာပွင့်တာကတ္တဗဘုရားအလုံးသိတဲ့အတိုင်းဒီကဘာမှာဘုရား၅စုပွင့်ပထမဆုံးပွင့်တာကကုတန္တမြတ်စွာဘုရားကကုတန္တမြတ်စွာဘုရားကလူတွေရဲ့သက်တမ်း4000တန်းမှာပွင့်အဲ့ဒီချိန်တွေကလူတွေကအသက်4000ရှိတဲ့အချိန်မှာပွင့်အဲ့ဒီဘုရားပွင့်ပြီးတဲ့နောက်မှာလူရဲ့သက်တမ်းတွေကဆွဲယူသွားလိုက်တာ7နှစ်တန်းအချိန်တွေမျိုးထီအောင်ရောက်သွားအဲ့ဒီကနေတခါပြန်တက်လိုက်တဲ့အခါအသက်တွေအသင်္ချေထီအောင်ရှည်တယ်ရှည်ပြီးတဲ့နောက်မှာတခါလူရဲ့သက်တမ်းဟာပြန်ဆုတ်လာလိုက်တာအသက်3000တန်းရောက်တဲ့အခါကျတော့ကောဏဂမနမြတ်စွာဘုရားပွင့်တယ်
Eri Paya Nasuye Jama Yejiha Apogo Tiusana Minted Delupio. Avilo Yejiga upon Minted La the land. Chile Nizen tipping at Theatre Juida Michiula. Theatre Juida, Yeta Saviro, Tauniani Jala, Miru, Theatre. Tiboma Ludiri Mutagasa, Tatuari Mutagasa, Yejiga Tumala Veula. Yejiga Yomado, Toto Lada, Fiadasune the Sujama. They use an answer, below don't Biome solution. Kamabio Sojedia, you are out of Mumushibo. They use an answer, Shimai. Domo Sanamai. Shimai met Tavaro. Payadasune the Sujama, Yejia, Shimai long upon Mintela Relu to Lupiora, no? Damangane, Totan the Kuma, Yasavia, Hotara. Kakut Nanda, Yasavia letter Dunga, Aku, Enia of Yahudare Bogori Yafule, Taungalong Kako, Rasajo, Nia. Rasajo, Kesako down. Pandawa down, Wibara down, Wipongla down, Itigili down, Alone Shide. Every down alone nema, Gesigo down in Yapema, Wipongla down so shide. Every Wipongla down ha, Kataba the Kagut and the Mias of your letter to her. Down take Yavuya, Talala there. Tiganeva, Kute Kusayam. No, Talatium, Jaro. Era bada Bobiaros, Mijiga Mintelado, Towny and Nate Sindwa, the Paul. Era little hot had it, though than shitty. That the minor Jiva solution. Chile Digani Yamananga Matri Kitra Pali Abane, Tari Sura, Tiri Kitra Sura, Kita, Tiri Kita, Jadi Shide, Nilwa. Pima Pigo Cora, Diganekedo, Pilo Corabo. Eri three Kitara Sore Mube Chi Ombo Sheon Besidia, Nijio Yodalu, two Poja. Era Nube, Pagama Leve, two Poja. Oh, the Kama Leve, two Po, Nijio Young. Oragaya Piabu Yoda Bogori, Debua Leve. Body be met Senekama, a Naila Amienla. Nay Dora no? Boragaya Piagia, about Gomi, nay near, two port Harris, Madame Attention. I'll go Sierra. A Madame Doy Madiu, a man nay door. Penny of Gypsy, two port ha. Pablo, Nippon the wrong eye at your dining. Yiji Amintella. Irajamolo, Payadasune, the Sujaha, Yedia, the use an adomo, Shimai long, Bomintella, so towny at the baby named daughter at the Bobo. A daughter down so you know, Piauavi Bo, Yibi Nepsidwa. The young Omio Diago Vegio, the Chinunga Yilwan needed near the Kube. Penle Auga Habe. Oh, the baby Yibi Pilla. Bagoya so in Jimesoy, Handawadi. Gomi Lega, Hinna the Gong, Nada Yoli, Gongli Bore, look so rabe. A Kujaro Bagonama, Penle Sura, Machida Lao, Bagomi Cleve, Shiro. Gomi up Yala. Yeji Miendela, look the Lubiora. Erelu. Payadasune the Sujaha, I don't know what Chabiroma. Payadasu the Supena Digava Mangazu Pema, Aku Ramazon Gagudana Yasavia Pembibi, Pembide Kama Soka, Luriet that done so de, so be of Jantede, Jantebi of Jansene, Jansela de Chema, Gona Governor Yasavia Puen. E so daume that done, so be in Janteme, Jantebi, Jansode. Luriet that done, Natongan Yode, Natonan Yode Kama, Kadava Pia Puen. Kadava Pia Puen be a color, Diloes Sola. Kadava Pia Puen be Kadava Yasavia, Brinivan, San Duare.
ကတ္တဗမြတ်စွာဘုရားကအသက်2000တန်းကကုတ္တန္တမြတ်စွာဘုရားတို့ကောဏဂမနမြတ်စွာဘုရားတို့က4000တန်း3000တန်းအဲ့တော့4000 3000 2000ဆိုတာတော်တော်သက်တမ်းရှည်တယ်လို့ဒီလိုပြောရမှာကတ္တဗမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့အခါကျတော့သက်တမ်းရှည်တဲ့ဘုရားတွေရဲ့ပြိဋိဘံဆံလို့တိဇောတခတဲ့အခါမှာဓာတ်တော်ဟာတစ်ခုတည်းပဲကျွန်းတယ်အယုဒ္ဓတွေအသားဓာတ်တွေအကုန်လုံးစုပြီးတော့ဓာတ်တော်အလုံးကြီးတစ်ခုတည်းပဲဖြစ်တယ်ကတ္တဗမြတ်စွာဘုရားပွင့်ပြီးတဲ့အခုဂေါတမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကျတော့တက်တန်းတူသည့်အတွက်ကြောင့်တတ္တဝါတွေဘုရားဓာတ်တော်ကိုးကွယ်လို့ရှိရင်ပို့ပြီးတော့ကုသိုလ်တွေရကြပါစေဆိုတဲ့ဒိဋ္ဌံချက်နဲ့ဂေါတမမြတ်စွာဘုရားကျတော့ဓာတ်တော်လေးတွေကအစိတ်စိတ်မော်မွာတွေကွဲတယ်တမင်ဒိဋ္ဌံထားခဲ့လို့ကွဲတာကတ္တဗမြတ်စွာဘုရားကျတော့ဓာတ်တော်ကတဆူတည်းပဲဒါကြောင့်မို့ဇေဒီကတဆူပဲတည်ရတယ်အဲ့ဒီဓာတ်တော်ဌာပနာထားတဲ့ထူပလို့ခေါ်တဲ့အယုဒ္ဓထည့်ပြီးတော့ကိုးကွယ်တဲ့ဇေဒီကတဆူပဲရှိတယ်ကတ္တဗမြတ်စွာဘုရားလည်းဒီကတ္တဗမြတ်စွာဘုရားပြိဋိဘံဆံသွားလို့သာသနာတော်ကျန်ရစ်တဲ့အချိန်လေးမှာသာသနာကိုကြီးညိုတဲ့မိသားစုတစ်ခုသာသနာပေါင်းဝင်လာခဲ့တယ်ပြောမှာပေါ့မနုဿတ္တဘာဝဒုံလဘောပပ္ပစိတဘာဝဒုံလဘောလူဖြစ်ဖို့လည်းခဲနေရဟန်းဖြစ်ဖို့လည်းခဲနေရဟန်းပေါင်းဝင်လာကြအကိုကြီးရောသာသနာပေါင်းဝင်လာတယ်အကိုကြီးရဲ့နာမည်ကသာကတတဲ့သူ့ညီရဲ့နာမည်ကကပိလတဲ့သာသနာပေါင်းဝင်လာကြတယ်ညီကိုနှစ်ယောက်တည်းမကဘူးနောက်ဆုံးနှမလေးကလည်းသာသနာပေါင်းဝင်လာတယ်နှမလေးနာမည်ကတာပနာတဲ့အမေကြီးကလည်းပဲအကျွတ်တရားရပြီးတော့သာသနာပေါင်းဝင်လာတယ်အဖေတော့မပါလာဘူးနော်အဖေကတည်သွားပလားတော့မသိဘူးအမေကြီးကတော့တာဓိနီဆိုတဲ့နာမည်နဲ့သာသနာပေါင်းဝင်လာကြမိသားစုသာသနာပေါင်းဝင်လာတဲ့အခါကျတော့အကိုကြီးလှုပ်တဲ့ပုဂ္ဂိုလ်ကယဟန်ဖြစ်ပြီးအသက်အရွယ်လေးနည်းနည်းရတော့အကိုကြီးလှုပ်တဲ့ပုဂ္ဂိုလ်ကသာသနာတော်ဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းလောက်ကံရမယ်အလုပ်နှစ်ခုရှိတယ်တစ်ခုကဘာလို့ဆိုရင်ဘုရားဟောတဲ့တရားတော်တွေကိုသင်ကြားမှုဆိုတဲ့အလုပ်ပရိယတ္တိအလုပ်တနည်းပြောပြရင်ခန္ဓာဓုရစာပေကျမ်းဂန်တာဝန်ကိုထမ်းဆောင်ရဒါကသာသနာတော်ပြန်ပွားရေးအတွက်လိုအပ်တဲ့အချက်တစ်ခုပေါ့ဘုရားဟောတဲ့တရားတွေကိုသင်ကြားလို့တဆင့်ဖြန့်ဖြူးလို့ဒီလိုကြိုးစားနောက်တစ်ခုကတော့ဘာလို့ပฏิပတ်တိစာပေသင်မှုကိုမလုပ်တော့ဘူးတဲ့ဒါအကျင့်မသင်တာကိုပြောတာစာပေသင်ကြားမှုပိဋကသုံးပုံသင်ကြားမှုကိုမလုပ်တော့ပဲနဲ့ကမ္မထတရားအထုတ်တဲ့အလုပ်ကိုလုပ်တယ်ဒါကဝါသဒုရလို့ခေါ်တယ်သို့မဟုတ်ဝိပဿနာဒုရကမ္မထအထုတ်ဒီကနေ့မြန်မာနိုင်ငံမှာလည်းပရိယတ္တိစာသင်တိုက်ဆိုတာရှိတယ်ကမ္မထရိပ်တာဆိုတာရှိတယ်ပေါ့အသက်ရွယ်ရတဲ့ပုဂ္ဂိုလ်တွေကတော့ပရိယတ္တိစာသင်တိုက်မှာစာမသင်တော့ဘူးကမ္မထရိပ်တာသွားပြီးတော့တရားလေးနာကမ္မထနည်းစနစ်ကလေးနားထောင်တရားကျင့်ပေါ့အကိုကြီးလှုပ်တဲ့သာကတကလည်းတူတူပဲစာသင်ဖို့ပိဋကစာပေတွေကိုသင်ယူကျက်မှတ်ဖို့သူစိတ်မဝင်စားတော့ဘူးကမ္မထမ်းမယ်အထုတ်တော့မယ်ဆိုပြီးတော့ကမ္မထမ်းကိုသင်ယူပြီးတဲ့အခါမှာတောရကြောင်တစ်ကြောင်သွားပြီးကမ္မထမ်းအထုတ်လိုက်တာသူကယဟန္တာဖြစ်သွားညီလှုပ်တဲ့ကပိလကတော့အသက်ငယ်သေးတယ်စာသင်အောင်မယ်ဆိုပြီးစာတွေသင်လိုက်တာစာသင်လိုက်လို့ပိဋကသုံးပုံကုန်သွားစာတွေတတ်စာတတ်တဲ့အခါကျတော့တပည့်ပရိသတ်တွေနဲ့များလာစာတတ်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တပည့်ပရိသတ်တွေကများလာတပည့်ခံကျင်တဲ့ပုဂ္ဂိုလ်တွေများများလာတဲ့အခါကျတော့တရားဓမ္မတွေကလည်းပေါ်လာတော့လတ်လာပါတွေပေါ်လာတယ်သူ
အဲ့လိုအချမ်းရံပရိသတ်ကများလာခြင်းတပည့်တွေတကားတွေများလာခြင်းလက်လက်ပါးတွေများလာခြင်းဆိုတာကိုအကြောင်းပြုပြီးတော့တရားကိုသိပြီးတော့ကျင့်ရမယ်အစားဘာဖြစ်သွားလဲဆိုရင်ခုနကပညာမန်နေတက်လာတယ်ကပိလကပညာမန်တက်လာပြီးတော့ကျန်တဲ့ယဟန်တွေပေါ်မှာ तू ကအထင်သေးအမြင်သေးတွေဖြစ်လာသူ့လောက်မတတ်ဘူးဘာမှမတတ်ဘူးဆိုနှလဘိန်းတုံးနေလို့စိတ်ထဲကဒီလိုအောက်မိတ်လာရှိတော့တရားသိပေမဲ့လို့ကျင့်နိုင်ခြင်းမရှိဘူးပေါ့ဒီလိုမာနမထားရဘူးလို့မြတ်စွာဘုရားကဟောထားတဲ့စာပေတွေအများကြီးရှိတာပဲဒါကြောင့်မို့ဘုရားကအလတ်ခတ္တုပမာပရိယတိတဲ့စာသင်တဲ့အခါမှာမွေဖမ်းမတတ်တဲ့လူဖမ်းတယ်လို့စာမသင်ရဘူးတဲ့မွေဖမ်းတဲ့အခါမှာအဖမ်းမတတ်လို့ရှိရင်မွေကြိုက်တာနဲ့ပဲသေရတယ်ထို့တူပဲစာသင်ပြီးတော့မကျင့်တဲ့ပုဂ္ဂိုလ်တယောက်ဟာမွေကြိုက်ပြီးသေရတယ်လို့ပဲကိုတတ်တဲ့ပညာကကိုယ်ပြန်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာမွေဖမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာမွေခေါင်းရဲ့လက်ဘင်းကိုကင်ပြီးတော့ဆုပ်ကင်ပြီးတော့ဖမ်းမှမွေအကြိုက်မခံမှာအဖမ်းမတတ်တော့ဘယ်ကနေဖမ်းတော့ဆိုရင်မွေဖမ်းတဲ့အခါမှာအမီးကနေသွားဖမ်းအမီးကနေသွားဖမ်းလို့ရှိရင်မွေကြိုက်တာနဲ့သေတာပဲလေအဲ့ဒါလိုပဲစသင်ပြီးတော့မကျင့်တဲ့ပုဂ္ဂိုလ်ဟာမွေကိုအမီးကဖမ်းတဲ့ပုဂ္ဂိုလ်နဲ့တူတူပဲတဲ့သင်ထားတဲ့ပရိယတ္တိစာပေပညာတွေကလာတဲ့အကျင့်တရားကိုမကျင့်မဲနဲ့တတ္တိလိမ္မာတဲ့ဘောဓုတအထင်ကြီးအမြင်ကြီးပြီးတော့မှန်ရစ်လာပြီးတဲ့အခါမှာသူတစ်ပါးတွေကိုအထင်သေးအမြင်သေးဖြစ်လာတယ်။မောက်မာလာတယ်တဲ့။ကပိလအဲ့ဒီလိုအခြေအနေရောက်သွားတယ်။မောင်ဖြစ်တဲ့ကပိလယဟန်ကစာတတ်တော့ပိဋကသုံးပုံဆောင်တဲ့တိပိဋကဒရတဲ့ဆိုပြီးတော့ဒီလိုမှန်ရစ်လာတဲ့အခါကျသူ့နှမတော်တာပနာကလည်းပဲသူ့မောင်စာတတ်တယ်ဆိုတော့သူကလည်းပဲဂုံယူတာပေါ့သူ့မောင်အတွက်သူကဂုံယူတယ်အမေလှုပ်တဲ့တာဒိဏီကလည်းပဲသူ့သားအတွက်ဂုံယူမဆုံးပေါ့သူတို့ကလည်းနှထောင်းရောင်ကြောင့်ပါးပြောင်ဆိုတာလို့သူတို့ကလည်းရောရောင်ပြီးတော့အဲ့ဒီမှာမာနတွေတက်လာကြကပိလအမေတဲ့ကပိလနှမတဲ့ဆိုပြီးတော့ရောရောင်ပြီးတော့တတ်တတ်မတတ်တတ်သူတို့ကလည်းပဲဟုတ်လားနှထောင်းရောင်ကြောင့်ပါးပြောင်တယ်လို့ခေါ်တာပေါ့ပါးကတကူကမပြောင်ဘဲနဲ့နှထောင်းရောင်လေးကြောင့်ပါးပြောင်နေတာကိုပါးကပြောင်တယ်မှတ်တယ်ကပ္ပလီပါးပဲပြောင်မလဲမဲနာအဲ့ဒါလို့ဖြစ်လာတဲ့အခါမာနတွေဝင်လာကြတော့ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာယဟန်တွေပေါ်မှာအထင်သေးအမြင်သေးဖြစ်လာအထင်သေးမြင်သေးဖြစ်ုံမကဘူးနှုတ်ကနေထုတ်ပြီးတော့ရှုပ်ချတဲ့စကားဆဲတိုင်းထွာတဲ့စကားတွေပြောလာဆဲတယ်ဆိုတာအမျိုးမျိုးရှိတယ်နော်ဘာမှမသိတဲ့ဟာတွေလို့ပြောရင်လည်းဆဲတာပဲဆဲခြင်းဆဲမျိုးဆိုတဲ့နော်နလက်ဘိန်းတုံးနေလို့ပြောရင်လည်းဆဲတာပဲဟိုလိုဘာမှညာမဆဲတာမဟုတ်ဘူးအဲ့ဒါလိုယဟန်တန်ဃာတွေကိုဆဲရေးတိုင်းထွာတဲ့အလုပ်တွေပါလှုပ်လာပြီးတော့အထင်သေးအမြင်သေးတွေဖြစ်လာတယ်ကသဗ္ဗမြတ်စွာဘုရားလက်ထက်မှာဖြစ်နေတယ်ကပိလယဟန်အဲ့လိုဖြစ်လာတဲ့အခါကျတော့ယဟန်တွေကပြောကြတယ်ကိုရောစာတတ်ပေတအမတန်နှမျောစရာကောင်းတယ်သူများအထင်သေးမြင်သေးမလုပ်ပါနဲ့နောက်ဆုံးသူကဘာတွေထိပြောလာတော့ဆိုဘုရားဟောတာကိုလည်းမဟောဘူးလို့ပြောခြင်းပြောတယ်ဟောတာကိုလည်းမဟောဘူးလို့ပြောခြင်းပြောတယ်မဟောတာကိုလည်းအဟောလို့ပြောခြင်းပြောတယ်ဓမ္မကိုလည်းအတ္တမလို့ပြောခြင်းပြောတယ်အတ္တမကိုလည်းဓမ္မလို့ပြောခြင်းတယ်သူကစာတတ်တာ
စာတတ်တော့စာထဲမပါဘဲနဲ့လည်းပါတယ်လို့မပါတာကြတော့အပါလို့ပြန်ဘေးကယဟန်တွေကတတိပေးတယ်ကိုတော့မလုပ်ပါနဲ့ဒါမျိုးမရဘူးမရတော့သူ့ကိုယ်ကြီးသွားတိုင်ကြတယ်ကိုတော့ညီပြောပါအောင်ဆိုတော့သူ့ကိုယ်ကြီးကယဟန္တာကြီးပဲလာပြီးတော့ပြောတယ်။ဘာကြီးတဲ့ပညာတတ်တယ်ဆိုတာအမတန်မှတန်ဖိုးရှိပါတယ်တဲ့။မြတ်စွာဘုရားရဲ့တရားတော်တွေကိုတတ်သိလိမ္မာတာအမတန်ကောင်းပါတယ်။အမှန်ကန်ပြောပါတဲ့။သူများအတွက်ကိုတတ်သိလိမ္မာတာတွေကိုသူများကိုတစ်ဆင့်မှန်မှန်ကန်ကန်ပြောပါ။မမနာတွေမထားပါနဲ့လို့ဆုံးမတယ်တစ်ခါဆုံးမမရဘူးနှစ်ခါဆုံးမမရဘူးလောကလူတွေကမာမနာတက်နေတဲ့အချိန်မှာပြောလို့မရတာဒါအမှန်ပဲစီးပွားတွေသိတက်လို့အောင်မြင်နေတဲ့ပုဂ္ဂိုလ်တယောက်ဆုံးမလို့မရဘူးယာဓုတွေသိမြင့်နေလည်းဆုံးမလို့မရဘူးနော်လူတွေဟာတခုခုအောင်မြင်လာပြီဆိုရင်ဘယ်သူပြောရမှသိနားမထောင်ညင်ဘူးမာမနာတက်တယ်လို့ခေါ်တယ်သူလည်းသူ့ကိုယ်ကဆုံးမလို့မရတဲ့အခါတစ်ခါပြောနှစ်ခါပြောမရတော့ဘာဖြစ်မပြောတော့ဘူးပေါ့ပြောမကောင်းဘူးဆိုလက်လျှော့သွားနောက်ပိုင်းဘယ်လောက်ထိအောင်ဆိုးလာတော့ဆိုလို့ရှိရင်ဘယ်လောက်ထိပြောလာတော့ဆိုလို့ရှိရင်ကြံတဲ့ယဟန်တွေကိုမေးတယ်ကိုတော်တို့ဒီစာရလားဘုရားဟောတဲ့စာရရလားဆိုကြံတဲ့ကိုတော်တွေကလည်းအဖက်လုပ်ပြီးစကားမပြောချင်တော့ငြိမ့်နေကြတယ်ငြိမ့်နေတဲ့အခါကျတော့သူကအလကားနှလဘိန်းတုံးနေပေါ့ဆဲတယ်ဆဲပြီးတော့ဒီတရားတွေဟာအလကားပဲဘာမှအသုံးမကျဘူးဆိုပြီးတော့ဝိနည်းတရားတွေကျက်နေလဲအပိုပဲကျင့်နေလဲအပိုပဲနဲ့ဆိုပြီးတော့တရားရဲ့အပြစ်တွေကိုပြောတယ်ပြောလိုက်တဲ့အချိန်ကစပြီးကတ္တဝမြတ်စွာဘုရားရဲ့သာသနာတော်ကိုကွယ်ပအောင်သူကလှုပ်တယ်ဘုရားဟောတာမဟုတ်ဘူးလို့ဆိုပြီးတော့သူကဂုံတရင်ကြီးတဲ့ပုဂ္ဂိုလ်တရားဓမ္မကိုးကွယ်မှုများတဲ့ပုဂ္ဂိုလ်ဆိုတော့သူ့နောက်ကလည်းလိုက်ကြတဲ့ဟာတွေရှိမှာပေါ့အဓိကကတော့သူ့အမေနဲ့သူ့နှမမေတော်နဲ့နှမကတော့သူပြောတာဘာမဆိုအမှန်ပဲသူကစာတတ်တယ်သူသိတယ်ဆိုပြီးအကုန်လုံးလိုက်ကြတာသူ့နောက်အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့ तू ဟာအကုသိုလ်တွေအများကြီးဖြစ်အကုသိုလ်တွေဖြစ်ုံမကဘူးကတ္တဝမြတ်စွာဘုရားရဲ့သာသနာတော်ဟာသင်ကြားပို့ချမဲ့မရှိအောင်သာသနာတော်ကွယ်ပြောက်သွားအောင် तू လုပ်တဲ့သဘောသိတဲ့အခါကျတော့ဘယ်ရောက်သွားတော့အဝိဇ္ဇိငရဲကျသွားတယ်သူ့ကိုအားပေးအားမြောက်ပြပြီးအားပေးအားမြောက်ပြုပြီးတော့သူနဲ့အလိုတူအလိုပါဖြစ်တဲ့မေတော်ဖြစ်တဲ့ဘိက္ခုနီတို့နမေတော်ဘိက္ခုနီတို့လည်းပဲတခါတဲ့အဝိဇ္ဇိငရဲပါသွားကြတယ်သူတို့လည်းအဲ့ဒီထိအောင်လိုက်ပြီးအားပေးကြတာပေါ့နော်အဲ့ဒါတတိထားဘုန်းကြီးတစ်ပါးကိုကြည်ညိုလို့ရှိရင်လည်းအဝိဇ္ဇိထိအောင်လိုက်ပြီးတော့လည်းအားမပေးကြလိမ့်နဲ့အောင်တော့ကြာနော်ဖြစ်တတ်တယ်တတိထားရမှာကဆရာကမိဘုံနဲ့ဆင်းတိုင်းတပည့်ကလိုက်ဆင်းတဲ့သလားမဆင်းတဲ့ဘူးလားဆရာကဆူးကိုနင်းတိုင်းတပည့်ကလိုက်ပြီးတော့ဆူးကိုနင်းရမလားနင်းရဘူးမလုပ်ရဘူးဒါမျိုးကတာတိနတာကတမထေရဲ့မထေကြီးကတော့ယဟန္တာကြီးဖြစ်ပြီးတော့ဓမ္မတန်ဝေကဖြစ်လို့ပြိဋိဘံဆံသွားပြီညီလုံးတဲ့ပုဂ္ဂိုလ်ကသာသနာတော်ဖြစ်လို့ဖြစ်စီလှုပ်သွားတာအမေနဲ့နှစ်ပါးကအားပေးအားမြောက်လုပ်သိသွားတဲ့အခါအကုန်လုံးအဝိဇ္ဇိငရဲရောက်သွားကြတယ်သူတို့လှုပ်တဲ့အကုသိုလ်ကံကြောင့်သူတို့အဝိဇ္ဇိငရဲရောက်သွားတာကတ္တဗဗျာမြတ်စွာဘုရားလက်ထက်ကနေပြီးတော့ဂေါတမမြတ်စွာဘုရားမပွင့်မီစัจ जा ဆိုတာမြေကြီးဟာအပေါ်ကိုတယူဇနာ8မိုင်မြင့်တက်သည့်ထိအောင်အဝိဇ္ဇိငရဲမှာသူတို့ရှိအဝိဇ္ဇိငရဲမှာခန်းနေရတယ်ဂေါတမမြတ်စွာဘုရားပွင့်တဲ့အခါကျတော့ကပိလဟာအဝိဇ္ဇိငရဲကနေလွတ်လာပြီးတော့
King of Yetema, Naji the Kona Pit. Eri Najiga a younger Shui on Downilu, Shui Naji de Shui Naji Lapset. Totally a younger Amadama, a Piangachi like Messi, a long lade Naji. Eri Naji Penle Chesani de Chim. Salani de Kuga Babiosia Janoso. Eri Naji who Pame Tangari Jambio. Eri Kadma Miasovia, now bind Tadana Mave. Dumia Engo, Kozo, Daikai, Luya Biro, Sara, a Pue Biro. Tamia Daijare, a Puebo. Lungaya Shid. The nature of Yodia winter young anivio, Yuan Ludua, Nini Union, Eri Tamiari would like pan. Torema Trapija Trapi Melu Malona Nobu, Laila de Luoka, Madama, Wine Tamibi, Doji the Kulum, Wine Tamio, Trapiva Machino, Eri Tamiari. Toya John de Joma, Nitaine, Yahandabasi, Dro. Ago de G. Shenvia de Vido gave our own. No, Toka Yaldalution or gave our own, no? Gave our own so you Yalaja. Edo Eddie, Yahanga Babioro, a Minuma, Agosia solo. Machido who? Edo Bama Amagajanet, Minu Payatia Tanga, Yerana Domane, Kuchin Diawe, Ago. January Ago Manine. Ke Alon like Soja Sobiro. Taranagon Doman and the Gavadilla or Chapit. Chababy, Menu Hori Gavadi Lago. Dejin Divisi Mapopjane, go attack Soame, Gavadilla, that they can. Soma ora Belado. Usually a Lamashiro drew. Do they got white Harvey? White Habiro the Rosi Yaulalo Pami Deka, a Golon Tapilite. Teranagon Doman in a one, Navadilla, can you Saudi Tadi Dredja? The bone gons on Asa, Gamia gons on Asa, a Golon Dalite. Dalite, Saudi like that. Teranagon and Navadilla, Jesu. I'll eat the can be the Navadilla, Mapopia Bennett. At that they can like Jana. They then can Jana, Nabi going out on Jana. Now, good Sura, the gay Agoa. Jajamu Yasavia Hotara Yeke si Bodan Taranang Gata de Nadi Kamitandi Paya Pume. Payao go where a lung am jabude. The Yao go where a lung am jabu, Tanga go where a pume. Go where so that man can let in a go where Lord. Eh, the Roma, Ago Yungizia, Agozia, the Chamba City Deja. Dejin David Zero, that goes son below, Payadia Tangai. Yarana Toma, Yamia Lulu, go where Lung, Avadilla, Saudi, that they can like Jana, Nabi Yaldaja. Kozo Daikade, Aguduga. A Joe Beijing, Mayala Fu, Konaga, Saudi like the Kuduria, a Joe Beijing Yaro, Nabi out on a ball. A Nabi Gani, Lubi Gani, Nabi, Sony Sanji, Payadasuya, Jama Pil. Gorma Paya, Pune Chema. Turo Len Lubi Yaula Jal. Tawadi New Naga, New Daga, Anima, Tanga Yuali de Yashi, Eddie Yaga, Louis Ngaya Shi, Angie Ngaya Shi de Pio. Eddie Angie Ngayashi, she looked up, cook it to Yin Lake Horror, no? Tangalo, so in Nene Yain the Lalo, she looked at it. Eddie Yama, Lula Chicha, Tamia Gonzong, Gonzong may laugh at Eddie. The Bon Gonzong may. Tabia Nete de la Vido, Tabia Nete, Lubi Yaulavi, Tabia Nete Muija, the need them Muija the ball. Alo Ngaya. Ero Ngaya Pido, Gonzong loaded. Inga, Tanga the Gonzong Yet. To Dali Muida Nima, Divin, Muida Dadavidi, Laisha, Dari, Laisha, Lade Kaja, Ngaya Ya.
သူတို့အတွက်ပါသူကမွေးစရိတ်တွေထုတ်ပေးပြီးတော့သူ့သားလေးအဖော်ရအောင်လို့ဆိုပြီးတော့တငယ်ချင်းတွေနော်သူ့သားပါဆို499ယောက်ပေါ့900ပေါ့အားလုံးအဲ့ဒီလိုပြောပြောပါးပါးနဲ့လူဘဝရောက်လာကြတယ်ဝင်ငွေရလဲကောင်းတယ်ထမရဲ့ဒီကလေးတွေအရွယ်ရောက်လာတဲ့အခါကျတော့သူတို့ကိုသင်တန်းပေးတာဗာပေးတာတော့ဆိုကွန်ပျူတာတို့ပိုက်ချတာတို့ပေါ့တငါရဲ့လုပ်ငန်းသင်တန်းပေးတာပေါ့လေကလေးနဲ့ပင်လယ်ထဲထွက်ဘာဝတိပြည်နဲ့နေတယ်ဆိုတော့အစိရဝတိမြစ်ရှိတာပေါ့ဂင်္ဂါမြစ်ရှိတယ်ပေါ့အဲ့ဒီဂင်္ဂါမြစ်ထဲမှာလေကလေးနဲ့ထွက်ပြီးတော့သူတို့ပထမဆုံးတငယ်ချင်းလူပြိုပေါက်ရောက်လာတဲ့အခါမှာအဲ့ဒီတငါတဲ့သားသမီးတွေလူ900ကွန်ပျစ်ထွက်ကြအဲ့ဒီလိုကွန်ပျစ်ထွက်လိုက်တဲ့အခါမှာပထမဆုံးသူတို့ပြစ်လိုက်တဲ့ပိုက်ကွန်ထဲမှာခုနကရွှေငါးကြီးမိလာတယ်ပေါ့ရွှေငါးကြီးမိလာတယ်ဆိုတော့ဝမ်းသာတာပေါ့ရွှေငါးကြီးမိလာတယ်မိဘတွေကလည်းဝမ်းသာတာဟာတို့သားတွေတိတ်တော်တာပဲကြီးသားပထမဆုံးကွန်ပျစ်လိုက်တာရွှေငါးကြီးမိလာတယ်တို့တော့ဘယင်စီကဆုရတော့မှာပဲဆိုပြီးတော့ငါးကြီးမသေးရအောင်လေထဲမှာရေတွေထည့်ပြီးတော့အဲ့ဒီငါးကြီးကိုဒီရေထဲမှာထည့်လေကရေကန်ကြီးလို့ဖြစ်ပြီးတော့အဲ့ဒီငါးကြီးကိုရေထဲမှာထည့်ပြီးတော့ဘယင်စီကိုလှေပါထမ်းပြီးယူသွားကြဘယင်ကိုသွားပြကြတာပေါ့ပသိနေရီကောသလမင်းကြီးသွားပြတော့တစ်မျိုးလုံးအုံးကြက်ကြက်နဲ့ရွှေငါးကြီးမိတဲ့ရွှေငါးကြီးမိတဲ့နဲ့ဆိုပြီးတော့သွားဘယင်နန်းတော်ရောက်တဲ့အခါကျတော့လှေကိုချဘယင်ကိုတန်တော်ဥတင်ဘယင်ကဆင်းပြီးတော့ရွှေငါးကြီးဆိုတော့ထူးထူးဆန်းဆန်းကြည့်တာပေါ့ကြည့်လိုက်တဲ့အချိန်မှာအယောင်ကတော့အမတန်လှရွှေငါးကြီးသို့သောငါးကြီးကပါဇက်ကဟပ်ပက်လို့လှုပ်လိုက်တဲ့အချိန်မှာနန်းတော်ကြီးတစ်ခုလုံးဟာအပုပ်နှံ့နေထောင်းကနေနှံသွားတယ်အကုန်လုံးနှာခေါင်းပိတ်ကုန်ကြအဲ့အချိန်နော်ငါးကြီးပါဇက်ဟပ်လိုက်တာနဲ့တပြိုင်နက်တနန်းတော်လုံးပတ်ဝန်းကျင်တစ်ခုလုံးဟာအပုပ်နှံ့နေတအားလှိုင်သွားတော့ဘယ်သူမှမလုံနိုင်ဘူးနှာခေါင်းတွေအကုန်ပိတ်ကြဆိုတော့ဘုရင်ကြီးကဟာငါးကဖြင့်အမတန်လှတယ်ပုပ်စော်ကနံလိုက်တာဘာကြောင့်မှလဲဖះစီသွားမိမယ်ကဲဒီငါးထဲ့တာတဲ့လှေကြီးကိုကျောင်းတော်မခဲ့ဆိုပြီးတော့ဖះစီငါးကြီးယူသွားပြန်ဇေတဝန်ကျောင်းရောက်သွားငါးပြပွဲကြီးကျင်းပနေတာကြနေတာပဲเนาะဇေတဝန်ကျောင်းရောက်သွားတဲ့အခါကျတော့ကောသလမင်းကြီးကမေးလျှောက်တယ်ရှင်ဗျာအတော်ထူးဆန်းတဲ့ဟောဒီရွှေငါးကြီးကဒါပေမဲ့သူ့ပါးစပ်ဟလိုက်လို့ရှိရင်ပုပ်စော်အမတန်နန်းနဲ့အလုံးကနှာခေါင်းတွေပိတ်ပြီးတော့ဇေတဝန်ကျောင်းမှာရောက်လာကြဇေတဝန်ကျောင်းရောက်တဲ့အခါကျတော့မေးတယ်ရှင်ဘုရားဘာဖြစ်လို့သူကရွှေငါးဖြစ်တာတုံးလို့ဆိုမြတ်စွာဘုရားကအဲ့ဒီမှာအနာဂတန္တညာနဲ့သူ့ရဲ့အတိတ်ဘဝကိုလှမ်းပြီးတော့ကြည့်တဲ့အခါမှာကသဗ္ဗမြတ်စွာဘုရားလက်ထက်တုန်းကကပိလဆိုတဲ့ကိုတော်ပဲသူသင်္ကန်းဝတ်ပြီးတော့မြတ်စွာဘုရားတရားတွေကိုဟောပြောပြသသူများကိုစာပေပို့ချပေးခဲ့သည့်အတွက်ကြောင့်သူခန္ဓာကိုယ်ကရွှေရောင်တောက်နေတာဟောကောင်းတာတွေလုံးလို့ကောင်းကျိုးတော့ရတာပဲเนาะရွှေရောင်တောက်သို့တော်လည်းပဲတကယ်သူတော်စင်တွေယဟန်တွေသတင်းသုံးပေါ်တွေကိုဆဲခဲ့လို့ပါဇက်ကပုပ်စော်နှံ့နေတာအဲ့တော့အရထဲမှာဆဲတဲ့လူလည်းတတိထားမှဒါเนาะဆဲလို့ရှိရင်ပုပ်စော်နှံ့တယ်တဲ့เนาะအေးအဲ့ဒါလို့မြတ်စွာဘုရားကအတိတ်ဇာလန်းကိုဟောပြောတဲ့အခါဟောပြောရုံနဲ့မကဘူးတတ်သိထူတဲ့အနေနဲ့အဲ့ဒီငါးကြီးကိုမြတ်စွာဘုရားကမေးတယ်မင်းဘယ်သူလဲလို့ဆိုငါးကြီးကလူဘာသာစကားနဲ့ပြောတယ်တဲ့ကပိလပါလို့ဆိုတယ်ဘယ်ကလာတာလဲလို့မေးတဲ့အခါအဝိဇ္ဇိငရဲကြီးကလာခဲ့တာပါသူလုပ်ခဲ့တဲ့အကုသိုလ်တွေကကျမ်းနေသေးလို့အစ်စ်ရဈေးဝယ်ရင်သာအစ်စ်တောင်းလို့ရတာမဟုတ်အကုသိုလ်ကလည်းအစ်စ်ပေးသေးတယ်တတိထားနော်အကုသိုလ်ကံတွေကလည်းအစ်စ်တော့ပေးတတ်သေးတယ်နော်ဈေးဝယ်ရင်သာအစ်စ်ရကြမှာရတာမသိတဲ့လူကနိုင်အကြီးကြီးဝယ်ပြီးတော့နိုင်သေးလေးအစ်စ်တောင်းတာမျိုးဖြစ်နေမှာတော့ကြောင့်
အဲ့ဒီမှာအကုသိုလ်ကြောင့်မို့လို့အဝီစီငရဲအပြည့်အဝခံရပြီးတဲ့အခါအစစ်ရတဲ့အနေနဲ့သူကငါးလာဖြစ်ပြန်အဲ့ဒီဖြစ်တဲ့အခါမှာကုသိုလ်အကုသိုလ်တွေကရောထွေးပြီးတော့အကျိုးပေးလို့ကုသိုလ်ရဲ့အကျိုးကြောင့်ရွှေငါးကြီးဖြစ်ရပေမဲ့လို့ဆဲရေးခဲ့တဲ့မကောင်းမှုအကုသိုလ်ကြောင့်ပုပ်စော်တွေနမ်းနေတယ်တဲ့အဲ့ဒါမြတ်စွာဘုရားမေးတယ်မင်းဘယ်သူလဲဆိုကပိလပါနှာခေါင်းတွေကတော့အကုန်ပိတ်ထားတာသူပြောလိုက်ရင်ဘယ်ကလာတာတော့အဝီစီငရဲဘာဖြစ်လို့အဝီစီငရဲကြတာတော့ယဟန်နေဆဲခဲ့လို့ပါဒါဖြင့်အခုဘယ်ပြန်သွားမှာတော့ဆိုအဝီစီငရဲပဲသူပြန်ရမှာပါလို့ပြောတယ်သူကသိနေတဲ့သဘောပေါ့နော်သူသွားရမယ့်လမ်းကြောင်းကြီးကိုသူသိအဲ့ဒါလို့ပြောပြီးတော့သူ့အကြောင်းတွေလည်းလူသိကုန်ပြီရှက်လဲရှက်စိတ်လဲညစ်ပြီးတော့အဲ့ဒီငါးကြီးဟာသူ့ကိုယ်သူလှေနံနဲ့ဆောင်းပြီးတော့သေဆုံးသွားပြီအဝီစီငရဲပြန်ရောက်သွားတယ်တဲ့ကပိလငါးကြီးခုနတုန်းကဓမြဘဝကနေပြီးတော့တရဏဂုံသီလဆောက်တည်လိုက်လို့နတ်ပြည်ရောက်သွားတယ်နတ်ပြည်ကနေလူပြည်ပြန်ရောက်နောက်ဆုံးမှာတန်ဃာတဲ့သားသမီးတွေလာပြီးတော့ဖြစ်ကြကပိလငါးကြီးကိုဖမ်းပြီးတော့ဘုရားစီရောက်တဲ့အခါဘုရားတရားနာရလိုက်ရလို့သူတို့ကလည်းတန်ဝေကတွေရသွားကြတန်ဝေကတွေရသွားအဲ့ဒီတန်ဃာတဲ့သား900ဟာအကျွတ်တရားရပြီးတော့သာသနာ့ဘောင်ဝင်လိုက်ကြတယ်တကယ်အဖြစ်အပျက်ကိုသွားတွေ့ပြီးတော့အဲ့ဒီမှာသာသနာ့ဘောင်ဝင်ပြီးတော့ရဟန်းခံကြတယ်နောက်ဆုံးမှာသူတို့လည်းပဲရဟန္တာတွေဖြစ်သွားကြတယ်ပေါ့အကြီးဆုံးလူရဲ့နာမည်တော့ပါတယ်ယသောဇလို့ခေါ်တယ်အဲ့ဒီယသောဇအမှုရှိတဲ့ယဟန်900ကပိလ9ကြီးကိုတွေ့ကြုံရသည့်အတွက်ကြောင့်တန်ဝေကတွေဖြစ်ပွားပြီးတော့သာသနာပေါင်းဝင်ပြီးတော့တရားကျင့်ကြတာတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကကပိလသုတ်တံဆိုပြီးတော့ဟောသေးတယ်လောကမှာမြတ်သောအကျင့်ကျင့်နေတဲ့အခါမှာစိတ်နေသဘောထားမကောင်းလို့နှုတ်ချမ်းရှာချမ်းနဲ့သူတော်ကောင်းတွေကိုဆဲရေးမယ်ဆိုလို့ရှိရင်အဖြစ်ဆိုးတွေနဲ့ဂျုံတွေ့နိုင်တယ်စိတ်ကောင်းနှလုံးကောင်းရှိဖို့အမတန်မှအရေးကြီးတယ်တရားဟာတရားသိပြီးတော့တရားကျင့်မှအကျိုးရနိုင်တယ်တရားသိပြီးတော့မကျင့်ဘူးဆိုလို့ရှိရင်ဒီလိုအဖြစ်မျိုးတွေနဲ့ဂျုံတွေ့နိုင်တယ်လို့မြတ်စွာဘုရားကဒီလိုဟောပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဟာတရားသိလျက်အကျင့်ခက်ဆိုတာလို့မဖြစ်စေဘဲနဲ့မိမိတို့သိရင်သိတဲ့အတိုင်းတရားဓမ္မဆိုတာလိုက်နာကျင့်သုံးမှသာလျှင်အကျိုးရှိတယ်မိမိတို့ဘဝအကျိုးရှိဖို့ရာအတွက်သိအောင်လဲကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်သိတဲ့အတိုင်းလည်းပဲကျင့်ကြံကြိုးကုပ်အထောက်ကြဖို့အရေးကြီးပါတယ်ဆိုတာကိုအလုံးသဘောပေါက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျှော်မှန်းလျက်သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်တရားဓမ္မကိုသိရှိနားလည်လို့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာ
တို့ရာဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတဗေပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟူသည်များတို့သည်သမုဒ္ဒပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောသီရိဘဝကိလေသာဟုပုခသိင်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း